ဒီနေ့အမရာတော့ Sakura School Simulator ခင်းကြီးဆော့မှာဖြစ်ပါတယ်။အမရာငယ်တော့ဆော့ပြီးတော့ဒါမှဒီတစ်ခေါက်ပြန်ပြီးတော့ Sun Try ကြည့်ပါမယ်။အမရာဒီ game မဆော့တာဆိုအမရာ2နှစ်လောက်ရှိပြီပေါ့နော်။ကိုဆက်ဆော့ပါမယ်။အမရာဒီ game မဆော့တာနည်းနည်းတော့ကြာပြီပေါ့နော်။အမရာဘာနာမည်လေးပြန်အမရာပဲထားလိုက်ပါမယ်။ဟိုဟာတော့ထားလိုက်မယ်။အမရာတရုတ်နာမည်လေးထားလိုက်ပါမယ်။ Okay. Hi. Hey. ဒီတစ်ခါရမ်းမြန်တယ်လို့ပဲအေးကပေးရတော့ပါလေဒီကဘယ်နာဖွင့်လာလဲရမရခံပါဟေးဒီတစ်ခေါက်ကတော့မရကအိုးစားလိုက်မယ်အမရအိုးစားလိုက်ပါမယ်စားလိုက်မယ်ဆိုတော့ yes အမကိုက်တော့နော်အမရကိုက်သွားပါမယ်နာနေမထားကြစပီကလေးရရှိလေရှိဖုန်းတော့ခါတာမရဆိုပါထားလဲဆိုတော့မမရအောင်မေးပါရမလားဟဲပန်လေးထိုင်ပါနော်ဒီမှာဟဲပန်ပြောင်းလို့မရဘူး no ဟဲမြန်လာပဲဘာလို့ကားယူသွားပါမယ်ရှင်လို့ကြောက်ခပါလေအရှင်โอเคကားတော့ကြွားမှာလေမောင်ဒီမှာလည်းကြွားမှာလေအမတကယ်ကားမောင်းကြွားလာတော့ကြည့်နေမှာနည်းနည်းကြွားနည်းနည်းဟောပြတာမထိန်နိုင်နဲ့မီနီလည်းဖြစ်မှာပါလေအမအရင်တော့နေတလားဒီ Sakura game ဆော့တော့အမဒီရှေ့အဆအောင်ဘာရဲ့မေ့နေသူတို့တွေကဒီလောက်ဝင်တိုက်ဖြစ်နေတာလားဟဲ့ဘာဖြစ်လို့အမလည်းလည်းအတက်ခါမှာအမကြောက်တယ်အမကြောက်တယ်ဟဲ့တီးအမတီးအမ just yeah အမမေးပါသူကမရောက်လိုက်ဟိုမှာလုံးဦးရလိုက်တာတေးတော့မလို့အမရှိစပါဖြစ်မလဲမသိဘူးလားထွက်ပြေးတာပေါ့နော်ဒီ game ဆော့ရင်အမထွက်ပဲပြေးလိုက်တယ်အမကြောင်းခောက်မိုးပေါ်မှာတွန်းနေလိုက်ရမှာမသိဒါလေးကိုတူကအလောက်တာလောက်တာပေါ့တော်တော်အချစ်မကောင်းတာပဲအမတော့ချောင်းကြည့်ပါမယ်မကားတွားယူလို့ရလားမသိမတွားယူနေကားတွားယူနေမလားမျိုးအမဟိုလောက်မရှင်းနစ်ကဟိုဆက်ကားပစ္စည်းဆိုင်ရမလားတွားကားခိုးလိုက်မယ်ယာကားရှိကြလားကားရှိလားမဟုတ်ဘူးဒီဆိုင်မဟုတ်ဘူးအကောင်ကြီးမလားယာတော့ပါရိုက်မယ်ပို့လိုက်တာကြည့်ပါစိတ်တူလားစိတ်တူလိုက်အမစိတ်တူလိုက်အမဟိုလေးဘယ်တော့မလဲသူကားဆိုင်ရှိတယ်ဒီအမဟုတ်ဘူးမနေရမေးနေတာမဒီဟိုတယ်မှာတက်ဖို့တေးဘူးလေဒီဟိုတယ်အရန်ကို review ပေးလို့ကောင်းပါရဲ့ဒီနေရာဒီညမဟုတ်ဘူးအဲ့ဒီအားလုံးတိကျလို့ထင်ပါတယ်ဒီဝေးရင်းလေဒီကညဘက်ဆိုရင်အရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒီနေရာတော့အရန်ကြောက်ပါတယ်ဟုတ်ဒီတိုင်းပဲကြိတ်ပါတယ်သူကလည်းဒီလားညဘက်ကြီးကိုသူတို့မင်္ဂလာဆောင်ရတယ်ပြီးအဲ့ဒီတို့သမီးရလေဟိုတို့သားကြီးဒီလားတကယ်တမ်းသူကမင်းကလေးအယောင်ဆောင်တာတကယ်တမ်းသူကယောက်ျားကြီးပေါ့နော်သူ့ကိုချီပြီးတော့ထုတ်လာရင်တည်တယ်ဟိုကဝေးစားလဲပြီးလိုက်တော့ယောက်ျားကြီးဆိုတာတည်မတည်သေးတဲ့လူတွေရှိရင်လုပ်ကြည့်ကြပါနော်အတီးပါမဒီလိုလာတာပေါ့နော်ဒီမှာကြတော့မရဲ့လေလောက်လာအောင်ပါလားဒါကားဆိုင်ဆိုမှတော့ယူလို့ရတယ်ဒီကကားကြီးအမေဒီလိုရအောင်ရောက်ပါ sorry ပါရှင်ဝေး
မြန်အပေါ်လေးတော့ဝါလာရောစိတ်ပါတယ်နော်အောက်လာပေါ်လာမသိဘူးနှစ်မိသွားတယ်ပြီးတော့ငါဘယ်နာသွားလဲမရှိရမသွားဘူးမလားနောက်ကသွားလိုက်တာအကြောင်းမလားအပောက်ကိုမတွေ့အေးနော်ဘယ်နာဝင်ရမှာတော်သားလေဝင်နေပါဦးမလားဒီပါတယ်တော်မသိရဆောင်ပါကဲဦးလေးကျမမေပြောပါလေမဟတ်လို့နဲ့အမေမရှိလည်းမအောင်နဲ့ညအမဒီကောင်းမကြိုက်ဘူးအမေရောက်မပိုင်ရအဲ့လေချစ်စရာလေးမလားဒီကအမကလည်းနည်းတော့နည်းလေးမဒီကမှမမယ်သူကဒီလူထွက်တဲ့ဘက်ကထွက်ရလားနောက်ကကားတော့တိုက်နေကြမရှိရတဲ့တိုက်မငြိမ်အမကားမောင်းရင်အပြင်မှာကားမောင်းနဲ့ချင်တာလိုက်ခဲ့တလားခါရောဟောရောက်သွားစီအောင်နိဗ္ဗာန်ရောက်ပါမယ်โอเคအေးကားတိုင်းနေကြကဒီမှာဒီနေ့ဘယ်တော့မလဲဆိုဆူရှီဆန်တော့ပါမယ်ဆူရှီဆန်ဘယ်တော့မှလည်းတော့မသိပါဘူးမဒီလမ်းကြားထဲဝင်ရမှာတော့သိပါတယ်ကဲဒီလမ်းကြားထဲဝင်ပါမယ်ဆိုင်တော့ချက်ပါဆိုင်လည်းတော့မသိဝေးရပါဆိုင်လည်းတော့မသိဘူးလားရှိမှဆိုင်ရှိပါအေးသိတော့မှာလူပါဝင်တိုက်လိုက်ကောင်းမှမသိဘူးလားအေးနေတော်လေးကတို့အချောင်းကောင်းလို့နောက်ခါတော့လည်းမတွေ့စီနဲ့ဟေးတိမ်မှာတော့မှဒီဘက်ကဟိုဟာနေရာရှိမှတယ်နေရာမရှိဘူးအဲ့တော့ဖတ်ပြန်ဆိုပါအေးဘုံတော့ဒီမှာချစ်နေဒီကနေ့ဒီညာကြီးကတည်းကအဲ့လိုတော့တိုက်ပါတယ်အဲ့ဒီကလေးစားအရင်တိုက်တယ်ဒီလားဒီကြားရဝင်လို့မရပါဘူးကြားရတော့ပဲရောက်မှာခုနနေရောက်တာဒီတော့ရအေးနာယို shit ယာကျော်မလားဒီဘက်ကလာတာလားမသိမမဝင်စားပါမယ်ကဲကပတ်ကေထုတ်လိုက်ပါမယ်ရှင်ငါ့ကိုကြည့်အောင်ဝင်တိုက်သွားတာမရရကြီးအဲ့ကမရရအမအဲ့ကမရရအကောင်မရရဖြစ်တဲ့အကြည့်ပြိုက်တဲ့တော့သူလောက်တဲ့အကြည့်ပြောငါကပတ်ကေထုတ်နောက်ခါကျရင်ကလာမလားနဲ့တွေးလို့ရတော့မှနောက်ကောက်ခါတော့တက်ကြိတ်တယ်ကြည့်အောင်မလားကဝပြအောင်မယ်တိတာတေးဘူးလားမအဲ့ကတေးဘူးလားမအမှန်တွေ့နေကြည့်နေမကြည့်နေဘူးအဲ့ကမကြည့်နေဘူးလားခါတော့ကြပါဦးကြည့်အောင်မလားကဖုန်ညညကြည့်သွားကြီးယာစိတ်တူလာပြန်မလားမကောက်တမင်တက်ဝင်တိုက်တာလားမရိုင်းနဲ့တွေ့ရတော့တက်တေးရှိရတော့တရားဆွဲမယ်တွေ့မယ်ငါစကေးပါမှတ်နေတာငါလှေကားတော့ဝင်ကျုံးတာကြည့်နေတော့တွေ့မယ်လားမှတ်အိတ်ကနောက်ခါတွေ့တော့ဒီဖက်ကိုပြန်ပို့ရမယ်ဟဲ့ကောက်ပြင်ဆိုင်ပို့ရမှာကြည့်ကားကြည့်အောင်လုံးဝစုပ်ပြက်ကိုတက်တော့မမြင်ကြဘူးလားကားတစ်စီးလုံးကန်းရလားအိတ်ကနောက်ခါထက်လိုက်လာကြည့်10ကတော့သွားနေတာပြောတော့ပါမယ်အေး sorry ဘာလို့နော်ငါပို့ရမှာအမဟိုကလောက်ပေးလိုက်မယ်ညမကားရဖဲလောက်မှာဆိုအမပတ်သက်ရှိမရှိလည်းမသိဘူးလည်းပြန်မောင်းမရမယ်နဲ့တူတယ်။ငါကပြန်ပတ်စုပ်။ကမလာသေးပါလား။ကားထလို့။โอเค။ခုမြောက်ဒီရောက်လာတယ်မှာကြည့်ပါအောင်။ကားစမကြည့်သေးဘူးလေ။
အခက်မယ်နော်အခက်မယ်တင်ချာချင်းရောက်ပြီဒီအတန်းနောက်ကျနေပြီဒင်းတော့ရငါကုံဝင်ကျုံးပြီးတော့မစစ်တူတယ်ငါအတက်ဆက်ကားလေးကိုကြည့်အောင်ရုံမာတမင်တက်ကင်မရာကစမှာပြီသူတို့တွေဝင်တိုက်ချင်တဲ့တိုက်သွားကြတော့လေစတာတိုက်တွဲရတယ်မျိုးဝါ့ပါချောင်းမှာစိတ်ညစ်ပါရိုက်တော့ပဲရမယ်ကိုတက်ရတယ်ငါနဲ့လုံးပါပဲပါဘာလဲခေါင်းပွတ်ငါလိုက်ခဲ့လားအဲ့ဒါစကားကောင်းလေးကြောက်ကြတယ် carry အေးမင်းတို့ဘယ်တော့မှခွင့်မလုပ်ဘူးတဲ့ခွင့်မလုပ်နေ so what တိတ်ကလက်ကောင်းမှုပြောရင်အောင်ကိစ္စပြောတော့ချေးနေအောင်ဆိုတော့ဖြစ်ပြခလားအေးမင်းကကြည့်ငါခေါ်ရတယ်မင်း taste cheese ဘာသာချီးတယ်ဘာသာချီး thank you လေသူ့ဘဲနဲ့တော့မတည့်ဘူးသူနဲ့တော့တည့်တယ်အဲ့မှာသူ့ကိုခေါ်ချပါမယ်ကြည့်အကောင်ခွဲပြရတယ်အာ carry တော့မလားနင်ကောင်းနေထားပြီ carry ပြောပြရှင်လားသိရှိရင်ဒါလေးညမှာထားကြမှာသူ့နာမည်ကြည့်မယ်ဖူကာတဲ့ရောက်ကိုကချောလေးလို့ပြောမှာညဖြစ်လာတာဒါကနင်ငိုနေရပါလေနင်ငိုနေတော့ရဲ့ဖြစ်လေနိုင်သူရှိကျူးမယ်လားစရိုက်ရှိကျူးမယ်ဟဲ့သူကတော့ခမလို့တော့တယ်ညနောက်တစ်ယောက်သွားမယ်လားဟာလေနေကြည့်ရောဘာလဲဝင်နေလို့ဘာလဲဝင်ကြပါအောင်လို့တော့ချင်မကောင်းတဲ့ကမိုင်းလိုက်နေလို့ပါအေးကြည့်သိတူလာပြီနော်ဒီချလာလိုက်ပတ်သက်ချီးမယ်သူစီကဟာလေပတ်သက်ချီးကြုံလာနေရဟုတ်တယ်ငါတော့လိုက်နေတော့နင်မကြည့်ရောရင်လိုက်ပါလေလို့ပြောနေကြတာသိတူလာအေးကြီးဘယ်လိုတော့စားမကြလဲမကြည့်နဲ့မထိုင်နေငါထိုင်နေတဲ့ထမင်းနဲ့ဝါနဲ့မှားမယ်ပြီးသွားရင်နောက်ထပ်မှဝင်ရောထပ်ပြီးတော့မှာပါမယ် strawberry perfect ဒီမှာချိုးတဲမယ်ပေါ့နော် pizza spaghetti ရမှာ spaghetti ကြိုက်တယ် chocolate ကြိုက်တယ် chocolate စားမယ် yeah I feel great အားလုံးပဲဘိုက်ပါဒီနေ့ကတော့အားလုံးပဲဘိုက်ပါရှင်အမအခုဆော့ပြတာတဲ့ game ရအားလုံးသိမယ်လို့မျှော်လင့်ပါတယ်ဒီ game ကို join တဲ့ pro သမားလေးတွေအများကြီးရှိရပေါ့နော်တွေ့နေရပါတယ်ဟုတ်ကဲ့ပါဘိုက်ပါရှင်ဟိုဒီနေ့အရင်စိတ်တူပြရပါတယ် Hello ဒီနေ့အမဆော့ပြသွားတဲ့ game လေးကတော့အားလုံးသိကြတဲ့ Sakura Hey Hello ဒီနေ့အမဆော့ပြသွားတဲ့ game လေးကတော့အားလုံးသိကြတဲ့ Sakura School Simulator game လေးပဲဖြစ်ပါရှင်အမဗီဒီယိုကိုကြိုက်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲ bye bye မရဗီဒီယိုနောက်ထပ်ကိုမီလာလေးဆောက်ခွားမပြောင်းနဲ့ဟဲ့နောက်ထပ်စောင့်မျှော်ကြည့်ရှုပေးပါအောင်လို့မလားတောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲ bye bye